အာဏာမက်မောမှုနှင့်ကိုကျိုးစည်းပွားရှေ့တန်းတင်မှုမင်းအောင်လှိုင်သည်မိမိ၏ကိုယ်ပိုင်အာဏာတည်မြဲရေးနှင့်မိသားစုစည်းပွားရေးအကျိုးအမြတ်များအတွက်နိုင်ငံတော်၏အနာဂတ်နှင့်ပြည်သူ့ဘဝများကိုရင်းနှီးမြှုပ်နှံရန်ဝန်မလေးသူအဖြစ်သတ်မှတ်ခံရသည်အထူးသဖြင့်2021ခုနှစ်အာဏာသိမ်းမှုသည်မိမိအနားယူရမည့်အချိန်တွင်အာဏာလက်လွတ်ရမည်ကိုစိုးရိမ်ခြင်းကြောင့်ဖြစ်သည်ဟုနိုင်ငံရေးလေ့လာသူအများစုကယူဆကြသည်နှစ်ရက်ဆက်ကြမ်းကြုတ်မှုနှင့်လူ့အခွင့်အရေးချိုးဖောက်မှုပြီးလက်ထက်တွင်စစ်တပ်ကပြည်သူများအပေါ်ကျင့်သုံးသည့်နည်းလမ်းများသည်အလွန်ရက်စက်သည်အရက်သားများကိုပြစ်မှတ်ထားခြင်းလေကြောင်းမှဘုံကျဲခြင်းရွာလုံးကျွတ်မိရှို့ခြင်းနှင့်အစုလိုက်ပြုံလိုက်တပ်ဖြတ်ခြင်းများကိုအမိန့်ပေးစေခိုင်းသူအဖြစ်နိုင်ငံတကာကဆွဆွဲထားသည်ညှဉ်းပန်းနှိပ်စက်မှုဖမ်းဆီးခံရသူများအပေါ်လူမဆန်စွာနှိပ်စက်ညှဉ်းပန်းခြင်းနှင့်ထောင်သွင်းအကျဉ်းချခြင်းများကိုပြုလုပ်ခဲ့သည်သုံးကိုကျင့်တရားနှင့်စကားမတည်မှုမင်းအောင်လှိုင်သည်အခြေအနေပေါ်မူတည်၍စကားအမျိုးမျိုးပြောဆိုတတ်တော်လဲလက်တွေ့တွင်ဂတိမတည်သူအဖြစ်ထင်ရှားသည်ဒီမိုကရေစီဟန်ပြမှုဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားမည်ဟုအကြိမ်ကြိမ်ပြောဆိုတော်လဲလက်တွေ့တွင်အာဏာကိုသာစုပ်ကင်ထားပြီးရွေးကောက်ပွဲကိုအကြောင်းပြချက်အမျိုးမျိုးဖြင့်ရွှေ့ဆိုင်းနေသည်ငြိမ်းချမ်းရေးလှည့်ကွက်အာဆီယံ၏ဘုံသဘောတူညီချက်9ရက်ကိုလိုက်နာမည်ဟုကတိပြုခဲ့တော်လဲလက်တွေ့တွင်အကြမ်းဖက်မှုများကိုသာတိုးမြင့်လှုံ့ဆော်ခဲ့သည်လေးအမှန်တရားကိုမျက်ကွယ်ပြုပြီးဝါဒဖြန့်ခြင်းမိမိကျူးလွန်ထားသည့်ပြစ်မှုများကိုဖုံးကွယ်ရန်အတွက်သတင်းမှားများကိုစနစ်တကျထုတ်ပြန်ခြင်းနှင့်အပြစ်မဲ့ပြည်သူများကိုအကြမ်းဖက်သမားများအဖြစ်ပုံဖော်ခြင်းတို့ကိုအမြဲတမ်းပြုလုပ်လေ့ရှိသည်နိုင်ငံတကာ၏ဖိအားများကိုဂရုမစိုက်ဘဲမိမိကိုမိမိအမြဲတမ်းမှန်ကန်နေသည်ဟုယူဆသည့်ကိုယ်ရည်သွေးလွန်ခဲ့မှုနားဆက်ဆန်ရှိသည်ဟုလည်းဝေဖန်ခံရသည်ငါအမျိုးဘာသာသာသနာကိုအသုံးချခြင်းစစ်တပ်၏ပုံရိပ်ကိုကာကွယ်ရန်နှင့်ထောက်ခံမှုရရန်အတွက်ဘာသာရေးကိုနိုင်ငံရေးကိရိယာအဖြစ်အသုံးချသည့်ဖျားစေတီများတည်ထားခြင်းတန်ဃာတော်များကိုအလှူအတန်းပြုခြင်းများဖြင့်မိမိ၏ရက်စက်မှုများကိုဖုံးကွယ်ရန်ကြိုးစားလေ့ရှိသည်